တော့အိမ်မှာမိကလိုနှိပ်လိုက်တာနဲ့လင်းလာတဲ့လျှက်စစ်ဓာတ်ကမိုင်မောင်းရာနဲ့ချီဝေးတဲ့လော်ပီတာဒါမှမဟုတ်မင်းဘူးဆိုလာပလန့်ကနေ9စက္ကန့်တော့မကြပဲဘလို့ရောက်လာတာလဲဒီနေ့ဗီဒီယိုမှာတော့လျှက်စစ်ထုတ်လုပ်တဲ့နေရာကနေကျွန်တော်တို့အိမ်လေးထိရောက်လာအောင်ချိတ်ဆက်ထားတဲ့မြန်မာနိုင်ငံရဲ့ National Grid System အကြောင်းကိုရှင်းရှင်းလင်းလင်းပြောပြပေးသွားပါမယ်ဒီစနစ်ကြီးတစ်ခုလုံးမှာအဓိကအပိုင်း၃ပိုင်းရှိပါတယ် Generation, Transmission နဲ့ Distribution တို့ပဲဖြစ်ပါတယ်ပထမဆုံး Generation အပိုင်းမှာဆိုရင်မြန်မာနိုင်ငံမှာရေအားလျှက်စစ်သဘာဝဓာတ်ငွေ့နဲ့ဆိုလာတို့ကိုအဓိကထားပြီးတော့လျှက်စစ်ထုတ်လုပ်ပါတယ်ဥမာအနေနဲ့လော်ပီတာအမှတ်2စက်ရုံမှာဆိုရင် capacity 168 megawatt ရှိပြီး generator ကနေ11 kV လောက်ပဲထုတ်ပေးပါတယ်မင်းဘူးက solar plant လိုနေရာတွေမှာတော့ DC လျှက်စစ်ထုတ်ပေးပြီး inverter နဲ့ AC ပြောင်းက grid ထဲကိုပို့ပေးတာဖြစ်ပါတယ်ဒါပေမဲ့ generator ကထွက်လာတဲ့ဘိုးဝါးနဲ့တင်တနိုင်ငံလုံးကိုပို့ဖို့မလုံလောက်ပါဘူးအဝေးကြီးပို့ရင်လိုင်းကျိုးတွေရဲ့ power loss ကြောင့်အပူအပြင်းအလေအလွင့်အများကြီးဖြစ်သွားလို့ပါဒါကြောင့် transformer တွေကိုသုံးပြီး voltage level ကို 132 kV 230 kV ကနေ900 kV အထိ start လုပ်ပြီးမြင့်ပေးရပါတယ်ဒါမှ current နည်းသွားပြီး power loss နည်းနဲ့အလန့်ဝေးတဲ့မျိုးကြီးတွေကိုလျှက်စစ်ဓာတ်ပို့ပေးနိုင်မှာပါလမ်းမှာတွေ့ရတဲ့ transmission tower တိုင်းကြီးတွေရဲ့ပုံစံနဲ့ insulator ကြွေသည့်အရေအတွက်ကိုကြည့်ပြီးဒီတိုင်းကဘလောက် voltage level ပို့ထားရဲဆိုတာကိုခန့်မှန်းလို့ရပါတယ်အသေးစိတ်ကိုတော့ကျွန်တော်ရဲ့ Telegram Channel မှာလာရောက်လေ့လာနိုင်ပါတယ်နောက်ဆုံး distribution အပိုင်းမှာဆိုရင်မြို့နယ်ခွဲရုံ set station တွေရောက်ရင်ဘိုးအားကို66 kV 33 kV နဲ့11 kV ဆိုပြီးအစစ်စစ်တက်တောင်ပြန်ချပေးပါတယ်လမ်းဘေးတိုင်တွေပေါ်မှာတွေ့ရတဲ့ transformer လေးတွေကနေမှ11 kV ကိုအိမ်သုံး single phase 230 volt 3 phase ဆိုရင်400 volt အဖြစ်ပြောင်းပေးပြီးကျွန်တော်တို့အိမ်ထဲထိဖြန့်ဖြူးပေးရဖြစ်ပါတယ်ဒါဆိုရင်တော့မြန်မာနိုင်ငံရဲ့ National Grid System ပုံစံကိုအကြမ်းမြင်သဘောပေါက်သွားကြပြီလို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာ transformer နဲ့ motor တွေရဲ့ star data ချိတ်ဆက်ပုံအကြောင်းတွေကိုအသေးစိတ်ရှင်းပြပေးသွားပါမယ်ဒီဗီဒီယိုနဲ့ပတ်သက်လို့ဆွေးနွေးချင်တာရှိရင် comment မှာရေးခဲ့ပေးကြပါအောင်ကျေးဇူးတင်ပါတယ်ဗျ